ဒီကနေ့တော်သတင်းလာဇန်8ရက်73ရက်8လ2025ကောင်းမြတ်တဲ့ဥပုသ်ရက်မြတ်မှာအားလုံးသောကောင်းမှုရှင်များနဲ့ဥပုသ်တော်ကောင်းပုဂ္ဂိုလ်ပေါင်းတို့အတွက်ဝမ်းမြောက်ဖွယ်ရာဥပုသ်သီလတရားတော်ကိုမြတ်နိုးဖွယ်ကောင်းသောယရနာလို့တရားအမည်ပေးထားပါတယ်ဒီကနေ့အားလုံးသောကောင်းမှုရှင်များနဲ့သူတော်ကောင်းတို့အနာယူမှတ်သားရမယ်တရားရဲ့အမည်ကဘာပါလဲမြတ်နိုးဖွယ်ကောင်းသောယရနာနော်မြတ်နိုးဖွယ်ကောင်းတယ်ဆိုတာကနှစ်သက်စရာကောင်းတယ်နှစ်လိုစရာကောင်းတယ်ကြည်နူးစရာကောင်းတယ်စိတ်ချမ်းမြေ့စရာကောင်းတယ်ဆိုတဲ့မြန်မာလိုအဓိပ္ပာယ်ရပါတယ်ယရနာဆိုတာကတော့တန်ဖိုးကြီးတဲ့အရာကိုယရနာလို့ခေါ်တယ်အဖိုးမဖြတ်နိုင်တဲ့အရာကိုယရနာလို့ခေါ်တယ်ရဖို့ရန်အတွက်ခက်ခဲတဲ့အရာကိုလည်းပဲယရနာလို့ခေါ်တယ်ယရနာသည်နေရာတိုင်းမှာမရှိပါဘူးအဖိုးထက်တန်လို့ခက်ခဲလို့တန်ဖိုးကြီးလို့တချို့သောပုဂ္ဂိုလ်တွေမှသာလေဒီယရနာကိုပိုင်ဆိုင်ခွင့်ရပါတယ်ဒီယရနာကိုပိုင်ဆိုင်ခွင့်ရတဲ့ပုဂ္ဂိုလ်တွေယရနာရှိနေတဲ့ပုဂ္ဂိုလ်တွေယရနာကိုပိုင်ဆိုင်မှုအပြည့်အဝရရှိထားတဲ့ဒီပုဂ္ဂိုလ်တွေဟာအမတမကိုပဲဘုရားတို့တော်ကောင်းတို့အနေနဲ့တန်ဖိုးကြီးတဲ့အရာတွေကိုရရှိထားတဲ့ပုဂ္ဂိုလ်ထူပုဂ္ဂိုလ်မြတ်တွေမှသာလျှင်ဒီယရနာကိုရရှိပိုင်ဆိုင်နိုင်ကြတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီယရနာကိုပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်တိုင်းဟာကိုယ်နှစ်သက်เสียမြတ်နိုးเสียတန်ဖိုးထားเสียဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုရင်ခက်ခဲတယ်လူတိုင်းမရနိုင်တဲ့အရာကိုရထားရတယ်ကိုယ်တိုင်ကလည်းပဲဘုက္ကံကြီးမားလို့ဒါလေဒီယရနာတွေကိုပိုင်ဆိုင်ထားကြတာဖြစ်တယ်ဒီဘုက္ကံဆိုတာကလည်းပဲကောင်းမှုကုသိုလ်ကိုအကြောင်းပြုပြီးတော့အကျိုးရလဒ်အနေနဲ့ဘုက္ကံတို့ဆုလတ်တို့ကောင်းကျိုးတို့ချမ်းသာခြင်းတို့ဆိုတာဖြစ်ပေါ်လာရတာဖြစ်ပါတယ်ဒါကြောင့်မလို့ဘုရားတို့တော်ကောင်းတို့လူသားတွေအတွက်ဉာဏ်တို့ဘွယ်ကောင်းသောယရနာကဘာလဲလို့ပြောမယ်ဆိုလို့ရှိရင်လောကမှာလူတွေကိုတူချင်းတယောက်ချင်းစီကိုလိုက်ပြီးတော့သူတေသနာပြုတ်ပြီးတော့စီစက်မယ်မင်းမြန်းကြည့်မယ်ဆိုလို့ရှိရင်လူတွေကကိုကြိုက်ရာကိုနဲ့တဲ့ရာကိုဉာဏ်တို့စရာတန်ဖိုးထားစရာအနေနဲ့ပြောကြဆိုကြမှာဖြစ်ပါတယ်အစားအသောက်ကိုမျက်နှိုးတဲ့ပုံကိုယ်တွေကကြတော့ဘယ်အစားအသောက်ဟာမျက်နှိုးစရာကောင်းတယ်သူတို့တွေကြိုက်နေတဲ့စရာကောင်းတယ်ဆိုပြီးတော့ပြောကြပါလိမ့်မယ်ကိုတန်ဖိုးထားတဲ့လူတယောက်ကိုလောကမှာရှိတယ်ဆိုလို့ရှိရင်လည်းပဲဒီလူနဲ့ပတ်သက်ပြီးတော့ဒီပုဂ္ဂိုလ်ဟာမိမိတို့အတွက်တန်ဖိုးထားစရာကောင်းတဲ့ယရနာပုဂ္ဂိုလ်တွေပဲဆိုပြီးတော့ပြောကြဆိုကြပါလိမ့်မယ်ထို့အပြင်ကိုတန်ဖိုးထားတဲ့ပစ္စည်းရုပ်ဝတ္ထုတွေဥစ္စာတွေကိုတန်ဖိုးထားတဲ့ပုဂ္ဂိုလ်တွေကြတော့လည်းပဲပစ္စည်းဥစ္စာစိတ်ဆွေငွေယရနာတွေကိုဒါမြန်နိုးစရာကောင်းတဲ့နဲ့တဲ့စရာကောင်းတဲ့ယရနာလို့ပြောဆိုတတ်မှတ်ကြပါလိမ့်မယ်တဲ့ဒါကြောင့်မလို့ကိုကြိုက်နေတဲ့စရာကြိုက်နေတဲ့ရာကိုမိမိတို့တန်ဖိုးထားသည့်အလျောက်မတူညီတဲ့အတွက်ကြောင့်ကွဲပြားမှုတွေရှိနေတဲ့အတွက်ကြောင့်အမျိုးမျိုးအဖုံဖုံကိုပြောကြဆိုကြတတ်မှတ်ကြပါလိမ့်မယ်ဒါပေမဲ့ဒီယရနာတွေအားလုံးနေတဲ့စရာတွေအားလုံးကိုစုပေါင်းပြီးတော့သူတေသနာပြုပြီးတော့ခြုံငုံလေးလာကြည့်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားရှင်ဟောကြားဆုံးမတော်မူခဲ့တဲ့ယရနာဆိုတဲ့စကားလုံးကိုစံတစ်ခုအနေနဲ့ထားပြီးတော့ဘုရားတို့တော်ကောင်းတို့အနေနဲ့အကဲဖြတ်ကြည့်မယ်လေးလာကြည့်မယ်ဆိုလို့ရှိရင်ခုနကတန်ဖိုးထားတဲ့အရာတွေအားလုံးဟာမြတ်ဗုဒ္ဓဟောကြားဆုံးမတော်မူခဲ့တဲ့ယရနာဆိုတဲ့စံတစ်ခုရဲ့အောက်မှာအားလုံးကိုတိုင်းတာပြီးတော့နိုင်ချိန်ပြီးတော့ချိန်တူးပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်မိမိတို့တန်ဖိုးထားတဲ့အရာနဲ့တဲ့အရာတွေဟာတကယ်ယရနာထိုက်ရလားတကယ်ရောယရနာဖြစ်ရလားဆိုတာကိုဘုရားတို့တော်ကောင်းတို့အနေနဲ့သိရှိနားလည်ကြားမှာပဲဖြစ်ပါတယ်အဲ့တော့လူသားတွေမျက်နှိုးစရာအကောင်းသောယရနာဒီယရနာတွေများစွာရှိတဲ့အထက်ကနေပြီးတော့မြတ်ဗုဒ္ဓကဟောဖို့ညောပြထားတဲ့ယရနာဆိုတာကတော့ဘာတွေဖြစ်မလဲဆိုလို့ရှိရင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးက
ဟောပြောဆုံးမထားတာရှိပါတယ်လောကလူသားတွေတတ်မှတ်ထားတဲ့တန်ဖိုးထားတဲ့မျက်နှိုးစရာကောင်းတဲ့ယရနာတွေဆိုတာကတော့တဲ့စိတ်ဆွေငွေယရနာတွေလည်းရှိခြင်းရှိမယ်လူပုဂ္ဂိုလ်တူတယောက်ဖြစ်ခြင်းလည်းဖြစ်လိမ့်မယ်ကိုကြိုက်နေတဲ့စရာအစားအသောက်တွေလည်းဖြစ်ခြင်းဖြစ်လိမ့်မယ်ဒီအရာတွေအားလုံးဟာလောကမှာရှိတဲ့လူတွေအတွက်အမြဲတမ်းနေတဲ့စရာကြည်နူးစရာမျက်နှိုးစရာအဖို့မဖြတ်နိုင်တဲ့တန်ဖိုးတစ်ခုအနေနဲ့ရှိနေမှာတော့မဟုတ်ဘူးတဲ့။ဘာဖြစ်လို့လဲဆိုလို့ရှိရင်လူသားတွေတန်ဖိုးထားတဲ့ဒီပစ္စည်းဥစ္စာဒီရုပ်ဝတ္ထုတွေဟာဘုဘတို့တော်ကောင်းတို့အနေနဲ့တတ်မှတ်ချက်ကာလအတိုင်းအတာတစ်ခုအတွင်းမှာသာလေအသုံးပြုလို့ရတယ်သုံးဆွဲလို့ရတယ်ဆွဲကင်လို့ရတာဖြစ်တဲ့အတွက်ကြောင့်ဒီတတ်မှတ်ချက်ကိုကြော်လော်ပြီးတော့ဒီတတ်မှတ်ချက်တွေကုံဆုံးသွားတဲ့တနေ့မှာဒီယရနာတွေဟာလည်းပဲတဖြည်းဖြည်းနဲ့တန်ဖိုးဟာမဲ့သွားမှာပဲဖြစ်ပါတယ်တန်ဖိုးတွေဟာကုံဆုံးသွားမှာပဲဖြစ်တယ်တဲ့အဲ့တတ်မှတ်ထားတဲ့တတ်မှတ်ချက်ကာလဆိုတာကဘာကိုပြောတာလဲဆိုလို့ရှိရင်ဘုဘတို့တော်ကောင်းတို့ရရှိထားတဲ့အသက်နဲ့ခန္ဓာကိုယ်ရှင်သန်နေတဲ့မြတ်တည်မြဲနေတဲ့မြတ်သားလေးဘုဘတို့တော်ကောင်းတို့တန်ဖိုးထားတဲ့ပစ္စည်းဥစ္စာတွေဘုဘတို့တော်ကောင်းတို့စူးစမ်းထားတဲ့လုပ်ငန်းတွေဘုဘတို့တော်ကောင်းတို့မျက်နှိုးနေတဲ့သားတွေသမီးတွေကားတွေဒီပိုင်ဆိုင်မှုတွေအားလုံးဟာဘုဘတို့တော်ကောင်းတို့အနေနဲ့အသက်ရှင်သန်နေတဲ့မြတ်ကာလပတ်လုံးအသက်50ဆိုလို့ရှိရင်လည်းအသက်50အတွင်းအသက်60 80ဆိုလို့ရှိရင်လည်းအသက်60 80အတွင်းမှာပဲတန်ဖိုးထားလို့ရမယ်တန်ဖိုးကရှိနေမယ်တန်ဖိုးတွေဟာပြည့်နေနေမှာပဲဖြစ်ပါတယ်အဲ့ဘဘတို့တော်ကောင်းတို့ဟာအသက်နဲ့ခန္ဓာကိုယ်ဟာဥစားကွဲပြီးတော့အသက်နဲ့ခန္ဓာကိုယ်ဒီတည်မြဲမှုမရှိတော့ဘူးဆိုလို့ရှိရင်ဘဘတို့တော်ကောင်းတို့တန်ဖိုးထားတဲ့ပစ္စည်းဥစ္စာတွေရုပ်ဝတ္ထုတွေစိတ်ဆွေငွေတွေယရနာတွေဒီမြန်နိုးစရာကောင်းတဲ့အရာတွေအားလုံးဟာလည်းပဲကိုယ်နဲ့ဘာမှကိုသက်ဆိုင်မှုမရှိတော့ဘူးတဲ့တနေ့ကြောက်လို့ရှိရင်ဘုဘတို့တော်ကောင်းတို့တန်ဖိုးထားတဲ့ဒီယရနာတွေကနေပြီးတော့ကိုယ်နဲ့အမြဲတည်ရှိမနေဘဲနဲ့ပစ္စည်းဥစ္စာတွေကလည်းပဲသားသမီးတွေကလည်းပဲကိုယ့်ကိုခွဲချင်ခွဲသွားလိမ့်မယ်ဒါမှမဟုတ်ကိုယ်ကလည်းပဲဒီပစ္စည်းဥစ္စာတွေနဲ့ဒီယရနာတွေနဲ့ဒီသားတွေသမီးတွေနဲ့သားတွေသမီးတွေကိုလည်းပဲယရနာလို့ပဲခေါ်ကြတာညနိုးစရာကောင်းတယ်တန်ဖိုးကြီးတယ်ကိုယ့်အတွက်နဲ့သက်စရာတွေဖြစ်တယ်ကိုယ့်အတွက်ရခဲတယ်သားယရနာသမီးယရနာဒီလိုအမျိုးမျိုးသတ်မှတ်ကြတယ်ဒီယရနာတွေဒီပစ္စည်းဥစ္စာတွေဟာဘုဘတို့တော်ကောင်းတို့ကိုကခွဲခွာသွားရပြီဆိုလို့ရှိရင်လည်းပဲကိုယ့်အတွက်ဘာမှအတုတ်တဲတော့မှာမဟုတ်ဘူးတဲ့ဥပမာတစ်ခုအနေနဲ့ဘိုးဘိုးတို့မြို့စီထဲမှာမြင်အောင်ကြည့်ရမယ်ဆိုလို့ရှိရင်ပြီးခဲ့တဲ့လပေါင်းများစွာကမန္တလေးမြို့မှာဖြစ်သွားတဲ့ငလျင်ဘေးတစ်ခုကိုပဲကြည့်မယ်ဆိုလို့ရှိရင်ဘိုးဘိုးတို့တော်ကောင်းတို့အနေနဲ့များစွာကိုပဲတာဝေကဖြစ်เสียရှိပါတယ်များစွာသောပစ္စည်းဥစ္စာတွေကိုပိုင်ဆိုင်ထားတဲ့ယရနာဆိုင်တွေများစွာသောပစ္စည်းဥစ္စာတွေကိုပိုင်ဆိုင်ထားတဲ့ကုမ္ပဏီကြီးတွေလုပ်ငန်းရှင်တွေဒီဟာတွေအကုန်လုံးဟာသူတို့တွေဟာတန်ဖိုးထားကြတဲ့ယရနာတွေများစွာကိုပိုင်ဆိုင်ထားကြတာဖြစ်တဲ့ပစ္စည်းဥစ္စာယရနာတွေသာသမီယရနာတွေတခြားသောမိမိတို့ဘဝမှာတန်ဖိုးအကြီးမားဆုံးသောအရာတွေဟာတက်ရှိတက်မဲ့အရာအားလုံးဟာသူတို့ ਨੇ အသက်ရှင်သန်နေတော့မှအားလုံးဟာတူတကွတန်ဖိုးတွေကြီးမားပြီးတော့တည်ရှိနေကြတာဖြစ်ပါတယ်အဲ့မှာငလျင်ဘေးဟာမမျော်လဲပဲနဲ့ရုတ်တရက်ဆိုသလိုရိုက်ခတ်သွားတဲ့အခါကျတော့ဒီယရနာတွေအကုန်လုံးဟာမိမိတို့ဘဝထဲကနေပြီးတော့အချိန်တို့အတွင်းမှာနေပိုင်းအတွင်းမှာပဲပျောက်ကွယ်ပြီးတော့ပျက်စီးပြီးတော့သွားတာဖြစ်တယ်တဲ့ဒါကြောင့်မလို့ဒီယရနာတွေဟာကိုယ့်အတွက်အမြဲတမ်းတန်ဖိုးတစ်ခုအနေနဲ့ရှိနေတာမဟုတ်ဘူးတစ်ချိန်မှာကွဲကွာသွားရနိုင်တယ်ခွဲခွာသွားရနိုင်တယ်ဆိုတာကိုသိရှိနားလည်ပြီးတော့ဒီယရနာတွေဟာလည်းပဲဘုဘတို့တော်ကောင်းတို့အတွေ့အမြဲတမ်းတန်ဖိုးကရှိနေတာမဟုတ်ဘူးတဲ့အဲ့လိုကိုကပစ္စည်းဥစ္စာကခွဲခွာသွားရင်တော်သေးတယ်ကိုကဒီပစ္စည်းဥစ္စာတွေကိုခွဲခွာပြီးတော့ကိုတန်ဖိုးထားရတဲ့ချက်ခင်ရတဲ့ဇနီးမယားသမီးသားတွေကိုခွဲခွာပြီးတော့သွားရတဲ့တနေ့မှာနော်ကိုကမျက်နှိုးပါတယ်ဆိုတဲ့ဒီပစ္စည်းဥစ္စာတွေစီကိုကတန်ဖိုးထားပါတယ်ဆိုတဲ့ဒီသားတွေသမီးတွေစီကိုကပြန်လာလို့တောင်မရဘူးတဲ့ကိုကဘလောက်ပဲပေပန်းခံပြီးတော့ရှာတာဘလောက်ပဲပေပန်းခံပြီးတော့ခက်ခဲပေါင်းများစွာပြဿနာပေါင်းများစွာကိုအရင်ဒီပြုပြီးတော့တန်ဖိုးကြီးနဲ့ထားကိုကမျက်နှိုးပါတယ်ဆိုပြီးတော့တမလောဘွားကပြန်လာမယ်ဆိုလို့ရှိရင်ဒီပစ္စည်းဥစ္စာတွေနဲ့ဒီသားတွေသမီးတွေဟာ
ကိုချစ်မြတ်နိုးပါတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကကိုကိုလက်ခံတော့မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုရင်ဘဝချားသွားပြီအဲ့ဒီအတွက်ကြောင့်မို့တန်ဖိုးထားတဲ့ဆိုတဲ့အရာတွေဟာအခက်တက်များတာဖြစ်တဲ့ရှင်သန်နေတဲ့အခိုက်အတန့်မှာသာလေတန်ဖိုးကရှိနေတယ်ရှင်သန်မှုမရှိတာနဲ့တပြိုင်တည်းဒီတန်ဖိုးတွေအကုန်လုံးဟာအခဏချင်းအတွင်းမှာပဲစက္ကန့်ပိုင်းအတွင်းမှာပဲတန်ဖိုးဟာမဲ့သွားတာဖြစ်တဲ့အတွက်ကြောင့်ဒီယရနာတွေဟာဘဝမှာဘဝတစ်ခုလုံးနဲ့ခြုံငုံပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တကယ်တမ်းကျတော့မျက်နှိုးစရာအဆက်တော့မဟုတ်ဘူးတဲ့အဲ့ဒါဆိုလို့ရှိရင်မျက်နှိုးစရာကောင်းတဲ့ယရနာကဘာလဲဆိုလို့ရှိရင်ဘိုးဘိုးတို့တော်ကောက်တို့ယနေ့ကိုဟန်မင်းဆိုးတို့မလလွင်ရှိန်တို့တမိမတိုးယရနာတို့ပြုလုပ်လိုက်တဲ့ကောင်းမှုကုသိုလ်ယရနာတွေဖြစ်တယ်ဒီကောင်းမှုကုသိုလ်တွေထဲမှာတောင်မှဘိုးဘိုးတို့တော်ကောက်တို့ယနေ့စောက်တည်จิตသုံးလိုက်တဲ့သီလယရနာနဲ့တနည်းပြောမယ်ဆိုလို့ရှိရင်ပညာယရနာဒီသီလနဲ့ပညာဒီနှစ်ပါးသောယရနာတို့သာလေဘိုးဘိုးတို့တော်ကောက်တို့မှာတကယ်ကိုပဲမျက်နှိုးစရာအာကိုးစရာကောင်းတဲ့ယရနာတွေဖြစ်တယ်သီလယရနာရှိခြင်းအဖြစ်ဘိုးဘိုးတို့တော်ကောက်တို့မှာဘဝတန်တရားအဆက်ဆက်ကပါလာတဲ့မကောင်းတဲ့အကုသိုလ်ဆိုးကျိုးတွေကိုလည်းပဲဒီသီလယရနာကနေပြီးတော့တားဆီးပျောက်ကွယ်သွားအောင်နော်အကျိုးဆောင်ရွက်ပေးနိုင်တယ်ဒီဘဝဒီခန္ဓာမှာဘေးကင်းတယ်စိတ်ချမ်းသာရတယ်ကိုယ်လည်းအင်္ဂါနဲ့ပြည့်စုံတယ်ပြည့်စုံဥစ္စာတွေပေါ်များကြတယ်ဒါတွေအားလုံးဟာနော်ဒါနကောင်းမှုကုသိုလ်တစ်ခုတည်းကြောင့်တာလီဖြစ်နေတာမဟုတ်ဘူးသီလဆိုတဲ့ကောင်းမှုကုသိုလ်ကိုဘိုးဘိုးတို့တော်ကောင်းတို့အနေနဲ့အတိတ်ဘဝတစ်ခုမှာကိုဟန်မင်းဆိုးတို့မလလွင်ရှိန်တို့ဟာပြုလုပ်ခဲ့တဲ့အတွက်ကြောင့်ဒီဘဝမှာဒီယနေ့အချိန်ခါအထိဒီမြန်မာနိုင်ငံမှာစစ်ဘေးတွေငတ်မော့ခြင်းဘေးတွေဘေးအမျိုးမျိုးကြီးကြုံနေရတော့လေမိမိတို့မှာအသက်ရှင်သန်နေတယ်ကိုယ်နဲ့ပြည့်စုံဥစ္စာတွေကမကွဲမခွာရှိနေတယ်ကိုချစ်တဲ့ခင်တဲ့သားယရနာသမီးယရနာဒါအပြင်ကိုပဲဇနီးမယားသမီးသားတွေနဲ့ချစ်ချစ်ခင်ခင်မြတ်မြတ်နိုးနိုးနဲ့အတိုက်ဝေါ်လေးအတိုက်အမျိုးလေးမပြည့်စည်ဘဲနဲ့နေနိုင်ခြင်းသည်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီသီလဆိုတဲ့ယရနာကိုစောင့်ထိန်ထားခဲ့တဲ့ကုသိုလ်တို့ရဲ့အစွမ်းတတ္တိကြောင့်သာလျှင်ဖြစ်တယ်ဆိုတာကိုသိရှိနားလည်ပြီးတော့တို့တွေဒီကနေ့ပြုလုပ်တဲ့သီလယရနာသည်တို့ကိုများစွာသောကောင်းကျိုးကိုပေးပါလားဒီယရနာကသာလျှင်အသက်ရှိခြင်းကျမ်းမာခြင်းဘေးရန်ကင်းဝေးခြင်းဆိုတဲ့ကောင်းကျိုးကိုပေးနိုင်တယ်လူဘဝမှာလူတွေဟာလူတိုင်းဟာမေးလိုက်မယ်ဆိုလို့ရှိရင်အသက်မရှိရှင်ကြတာလားရှိရှင်ကြတာလားဆိုရင်အားလုံးဟာအသက်ရှိရှင်ကြတယ်မကျမ်းမာခြင်းကြတာလားကျမ်းမာခြင်းကြတာလားဆိုလို့ရှိရင်အားလုံးဟာကျမ်းမာခြင်းကြတယ်ဘယ်သူမှဘာကောက်သွားပြီးတော့စိတ်မကူးခြင်းဘူးเนาะဘယ်သူမှစံကိုတွေအမေရိကန်တွေကိုသွားပြီးတော့ကျမ်းမာရေးဆက်စပ်မှုတွေမလုပ်ခြင်းဘူးသွားခြင်းသွားရေးစီးပွားရေးကိစ္စနဲ့ဖြစ်စေအလယ်ပတ်ခီးစဉ်ဖြစ်စေသွားလို့ကြတာပဲဖြစ်တယ်ဘာကြောင့်အဲ့လိုမျိုးဖြစ်ကြတာလဲဆိုရင်ကျမ်းမာရေးကိုကောင်းကြတယ်ကျမ်းမာရေးမကောင်းတာကိုမလိုလားဘူးဒါကြောင့်မလဲမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကအာရောကြံပါရမန်လာဘံကျမ်းမာခြင်းဒီအကောင်းဆုံးသောလူဘဝရဲ့ဆုလကြီးတစ်ခုပဲကျမ်းမာမှသာလျှင်ဘုဘတို့တော်ကောင်းတို့မှာပစ္စည်းဥစ္စာဆိုတာလည်းပဲကောင်းကောင်းမွန်မွန်ရှာနိုင်မယ်ကျမ်းမာမှသာလျှင်ဒီပစ္စည်းဥစ္စာနဲ့ဒီဇနီးမယားသမီးသားဆိုတဲ့ဒီအတိုက်ဝေါ်လေးမှာနွေးနွေးထွေးထွေးနဲ့ချစ်ချစ်ခင်ခင်နဲ့နေနိုင်ကြမှာပဲဖြစ်တယ်ဒီကျမ်းမာရေးကောင်းမှသာလျှင်ကုသိုလ်ရေးလူမှုရေးပရိဟိတအရေးနောက်ထပ်ကိုချက်ထွင်ပြီးတော့တိုးချဲ့ပြီးတော့လုပ်ငန်းဆောင်တာအရေးတွေမှာဆောင်ရွက်လုပ်ကင်နေမှာပဲနိုင်မှာပဲဖြစ်ပါတယ်ကျမ်းမာရေးသာမကောင်းဘူးအဲ့ရထဲမှာဘုံလဲနေတယ်စေးထုံးတဲ့ကိုယ်နဲ့အမြဲတမ်းမကွဲပဲနဲ့ဆောင်နေရတယ်ဆိုလို့ရှိရင်ဘုတို့တော်ကောင်းတို့မှာလူမှုရေးအကျိုးစီးပွားတွေနော်ကုသိုလ်ရေးလုပ်ငန်းတွေမှာဆောင်ရွက်နိုင်မှာမဟုတ်ဘူးတဲ့ဒီကျမ်းမာရေးဆိုတာကလည်းပဲအလကားတက်တက်ရလာတာမဟုတ်ဘူးဘုတို့တော်ကောင်းတို့ပြုလုပ်ခဲ့တဲ့သီလရဲ့အစွမ်းတတ္တိကြောင့်တည်းဖြစ်တယ်ဒါကြောင့်မလို့အတိတ်ဘဝကလည်းသီလရှိလို့ဒီဘဝမှာလည်းသီလတွေကိုကောင်းကောင်းမွန်မွန်စောင့်ထိန်ထားနိုင်ခြင်းအပြင်ကျမ်းမာခြင်းဘေးကင်းခြင်းသွားလျာလာလျာမှာအန္တရာယ်အနှောက်အယှက်အတားဆီးတွေအခက်ခဲတွေမရှိခြင်းဆိုတဲ့ကောင်းကျိုးချမ်းသာကိုဒီသီလဆိုတဲ့ယရနာကနေပြီးတော့ပေးစွမ်းနိုင်တာဖြစ်တယ်နောက်တစ်ခုလူဘဝမှာလူတိုင်းဟာပြည့်စုံဥစ္စာတစ်ခုတည်းပဲလိုချင်ကြတာလားဆိုတော့မဟုတ်ဘူးတဲ့လူတိုင်းဟာဂုဏ်သိက္ခာလည်းပဲမရှိချင်ကြတာလားရှိချင်ကြတာလားဆိုရင်ဂုဏ်သိက္ခာကိုရှိချင်ကြတယ်နာမည်ကောင်းတစ်ခုနဲ့ကြော်ကြားခြင်းတယ်ကိုသွားလျာလာလျာမှာကောင်းသောနာမည်တွေကောင်းသောဂုဏ်သတင်းတွေနဲ့ပဲကြော်ကြားတာမျိုးကိုလူတိုင်းဟာလိုချင်ကြတယ်နှစ်သက်ကြတယ်အဲ့လိုဂုဏ်သတင်းတစ်ခုနာမည်တစ်ခုရလာဖို့အတွက်ကိုလည်းပဲအမျိုး
ကြိုးစားပန်းစားနဲ့ဂုဏ်ရှိအောင်တိတ်ခါရှိအောင်ဆိုပြီးတော့ကြော်ကြားမှုတွေဖြစ်အောင်ဆိုပြီးတော့ဘုရားတို့တော်ကောင်းတို့ကကြိုးစားနေကြအဲ့လိုကြိုးစားတဲ့ပုဂ္ဂိုလ်တိုင်းမှာဘလို့အရေးသွေးတွေဘလို့ quality တွေနဲ့ပြည့်စုံဖို့လိုအပ်တာလဲဆိုလို့ရှိရင်အခုတော်ကောင်းတို့စောက်ထိလိုက်တဲ့သူ့အသက်မတတ်ခြင်းကစပြီးတော့၈ပါးသောတီလာတော်မြတ်တို့ကိုကျက်သုံးခြင်းဆိုတဲ့ဒီတီလာယရဏကိုပန်ဆင်ထားတဲ့ဒီတီလာယရဏကိုစောက်ထိထားတဲ့ပုဂ္ဂိုလ်တွေမှသာလေဘုရားတို့တော်ကောင်းတို့မှာသွားလျာအရာမှာကိုနေထိုင်တဲ့ပတ်ဝန်းကျင်မှာကိုယ့်ရဲ့မိသားစုထဲမှာဖြစ်စေကောင်းမြတ်တဲ့ဂုဏ်သတင်းတွေနဲ့ကောင်းမြတ်သောယုံကြည်မှုတွေနဲ့ကောင်းမြတ်သောဘုရားတို့တော်ကောင်းတို့လိုလားတဲ့နော်တိတ်ခါရှိမှုတွေနဲ့ပြည်စုံနေမှာပဲဖြစ်ပါတယ်နောက်တစ်ခါစီးပွားရေးလုပ်ငန်းတွေလုပ်ပြီလားစီးပွားရေးလုပ်ငန်းမှာလည်းဒီတိုင်းပဲစီးပွားရေးနဲ့ပတ်သက်တဲ့ business ethics လို့ခေါ်တဲ့စီးပွားရေးလုပ်ငန်းဆိုင်ရာကိုကျက်တိတ်ခါဆိုတာရှိတယ်အဲ့စီးပွားရေးလုပ်ကိုင်တဲ့လုပ်ငန်းရှင်ပုဂ္ဂိုလ်တိုင်းမှာ business ethics လို့ခေါ်တဲ့ဒီလုပ်ငန်းရှင်တွေလိုက်နာကျက်သုံးရမယ်စီးပွားရေးကျက်ဝတ်တွေဒီကျက်ဝတ်တွေကိုမလိုက်နာဘူးဖောက်ဖြစ်နေတယ်ဒါတွေကိုချိုးဖောက်ပြီးတော့ဘုရားတို့တော်ကောင်းတို့ဟာရှာနေတယ်ဖွေနေတယ်လောက်ကင်ဆောင်ရွက်နေတယ်ဆိုလို့ရှိရင်တနေ့တော့အချိန်ခါမှာဘုရားတို့တော်ကောင်းတို့မှာအောင်မြင်မှုတိုးတက်မှုကြီးပွားမှုတွေမရှိဘဲနဲ့မိမိတို့ရဲ့ကြိုးစားမှုအရာမထင်ဘဲနဲ့ရပ်တန့်နေမယ်အခါတရံမှာအခက်မသိလို့ရှိရင်ကြာဆုံးသွားတဲ့နေရာအထိကိုကြောက်သွားနိုင်တယ်တဲ့စီးပွားရေးလုပ်လို့ရှိရင်လည်းစီးပွားရေးနဲ့ပတ်သက်တဲ့ကျက်ဝတ်တွေစီကန်းတွေတိတ်ခါတွေရှိဖို့အရေးကြီးတယ်ဒီကျက်ဝတ်တွေစီကန်းတွေတိတ်ခါတွေဟာဘာကိုပြောတာလဲဆိုလို့ရှိရင်တီလဆိုတဲ့ကိုจิตတရားကိုပဲပြောတာပဲဖြစ်ပါတယ်ပြောထားတဲ့စကားတစ်ခေါက်ကိုဘုရားတို့တော်ကောင်းတို့ပြောထားတဲ့အတိုင်းလုပ်ပေးဖို့ပေးထားတဲ့ဂတိတစ်ခုကိုပေးထားတဲ့ဂတိအတိုင်းကိုဟုတ်ရဲ့ဟုတ်တယ်မဟုတ်ရဲ့မဟုတ်ဘူးလုပ်ပေးနိုင်ရင်လုပ်ပေးနိုင်တယ်မလုပ်ပေးနိုင်ရင်မလုပ်ပေးနိုင်ဘူးမှန်ရင်မှန်တယ်မားရင်မားတယ်တိတိကျကျပြတ်ပြတ်သားသားနဲ့ပြောခြင်းဆိုခြင်းလှုပ်ခြင်းကင်ခြင်းသည်ဒါစီးပွားရေးနဲ့ပတ်သက်တဲ့ကိုจิตတရားစီးပွားရေးနဲ့ပတ်သက်တဲ့တီလတရားသာလျှင်ဖြစ်တယ်ဒီတီလရှိခြင်းဒီဘုရားတို့တော်ကောင်းတို့စီးပွားရေးနယ်ပယ်မှာလည်းပဲအင်မတန်မှကိုအတုံးတဲတဲ့နော်ကျက်ဝေါ်စီကံတစ်ခုသာလျှင်ဖြစ်တယ်နောက်တစ်ခါလူမှုရေးနယ်ပယ်ဒီလူမှုရေးနယ်ပယ်ဆိုလို့ရှိရင်ကိုမိသားစုကိုဇနီးမယားသမီးသားကစပြီးတော့ကိုချစ်ခင်ခြင်းတယ်လေးစားခြင်းတယ်ကိုကနေပြီးတော့ဩဇာတိတ်ကမကြီးမားလို့တယ်နောက်တစ်ခါကိုယ့်ရဲ့လုပ်ငန်းမှာကိုယ့်ရဲ့တပည့်တွေရှိတယ်ကိုယ့်ရဲ့ဝန်ထမ်းတွေရှိတယ်ကိုယ့်ရဲ့စီးပွားရေး business partner တွေရှိတယ်နော်လုပ်ဖို့ကင်ဖက်တွေရှိတယ်ဒီပုဂ္ဂိုလ်တွေရဲ့ကြားမှာဆက်ဆံတဲ့အခါမှာပေါင်းတဲ့အခါမှာပြောဆိုတဲ့အခါမှာဩဇာကြီးမားခြင်းတယ်ကိုယ့်ကိုယုံကြည်မှုတွေတိုးပွားခြင်းတယ်ဆိုလို့ရှိရင်ဘာလို့ရမလဲဆိုလို့ရှိရင်ဒီလူမှုရေးအသက်လို့ခေါ်တဲ့လူမှုရေးကျက်ဝတ်တွေလူမှုရေးစည်းကမ်းတွေကိုလည်းဘုရားတို့တော်ကောင်းတို့ကအထူးအလေးထားပြီးတော့လိုက်နာကျက်သုံးပြောဆိုချရတာဖြစ်တယ်အဲ့လိုပြောဆိုမှသာလျင်ဘုရားတို့တော်ကောင်းတို့ဟာအပြောနဲ့အလုပ်ဟာကိုက်ညီမှုရှိပြီးတော့ကိုယ့်ရဲ့မိသားစုမှာလည်းကိုယ်ကဩဇာကြီးမားမယ်ကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့ဇနီးမယားတွေကိုယ့်ရဲ့သမီးသားတွေဟာလည်းပဲကိုယ့်ကိုလေးစားမယ်ချစ်ခင်မယ်မြတ်နိုးမယ်ကိုယ့်ရဲ့ရှေ့ထဲမှာဖြစ်စေကိုယ့်ရဲ့ကွယ်ရာမှာဖြစ်စေမှန်မှန်ကန်ကန်ပြောဆိုပြီးတော့တိတိကျကျလောက်ကင်ဆောင်ရွက်မှုတွေကိုပေးမနိုင်မှာပဲဖြစ်တယ်ထို့အပြင်ကိုပဲမိမိတို့နေ့စဉ်နဲ့အမျှရှာဖွေနေတဲ့လောက်ကင်နေတဲ့လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးတော့ပေါ်ထမ်းတွေနဲ့ဖြစ်စေလုပ်ပေါ်ကင်ဖက်တွေနဲ့ဖြစ်စေဒီစီးပွားရေးလုပ်ငန်းမှာလည်းပဲဘုရားတို့တော်ကောင်းတို့ဟာဒီအလောက်ကင်တွေကိုလုပ်တဲ့အခါမှာကိုယ့်ရဲ့လူမှုရေးမှာဆက်ဆံရေးပေါင်းသင်းရေးဆိုတာမဖြစ်မနေလောက်ကင်ဆောင်ရွက်ကြရတာဖြစ်တယ်ဒီအလောက်ကင်တွေလုပ်တဲ့အခါမှာလည်းပဲဒီသီလတရားဒီအမတန်မှကိုအရေးကြီးတယ်ဘုရားတို့တော်ကောင်းတို့ပြောသလိုလုပ်ပြီးတော့လုပ်သလိုပြောတယ်ဆိုလို့ရှိရင်သူတို့ဟာလည်းပဲကိုယ့်ပေါ်မှာယုံကြည်မှုတွေရရှိပြီးတော့ကိုပြောရင်ပြောသလိုဖြစ်တယ်ကိုခိုင်းရင်ခိုင်းသလိုကိုအကြံပေးသလိုတလေးတစားနဲ့ပဲပူပေါင်းဆောင်ရွက်ပြီးတော့လောက်ကင်နိုင်မှာပဲဖြစ်တယ်အဲ့လိုပူပေါင်းဆောင်ရွက်ပြီးတော့လောက်ကင်ခြင်းအပြင်မိသားစုအရေးမှာတိုးတက်မယ်စီးပွားရေးမှာတနေ့တခြားဆိုသလိုတိုးတက်ခြင်းကြီးပွားခြင်းအောင်မြင်ခြင်းဆိုသလိုရရှိလာမှာပဲဖြစ်တယ်တဲ့ဒါကြောင့်မို့လို့ဘုရားတို့တော်ကောင်းတို့ကလောကအလယ်မှာဂုဏ်သတင်းကြော်စောခြင်းတဲ့ပုဂ္ဂိုလ်တွေမိမိတို့ရဲ့လုပ်ငန်းမှာအောင်မြင်ခြင်းတဲ့ပုဂ္ဂိုလ်တိုင်းဟာဆောင်ထားရမယ်အဆောင်ရရာတစ်ခုဟာတခြားမဟုတ်ဘူးတဲ့ဒီကျက်ဝတ်စီကံဆိုတဲ့သီလယရဏသာလျှင်ဖြစ်တယ်ဒီသီလယရဏဟာပန်းစင်ထားခြင်းအဖြစ်ဘုရားတို့တော်ကောင်းတို့မှာအလိုလိုနေရင်းနဲ့တန်ဖိုးကြီးမားတဲ့စိတ်ဆွေငွေယရဏတွေကိုမဝတ်ဆင်ထားတော့လဲအကောင်းစားသေးရကြော်တာနရီကြီးတွေမပတ်ထားတော့လဲကိုယ်တော်တပွေးပြင်းနဲ့တန်ဖိုးကြီးနေတယ်
လူတယောက်ရဲ့တန်ဖိုးသည်တီလသာလျင်ဖြစ်တယ်တဲ့လူတယောက်ရဲ့တန်ဖိုးကဘာလဲတီလတရားသာလျင်ဖြစ်တယ်ဒီတီလယရနာကိုပန်းစင်ထားတဲ့လူတိုင်းဟာဘယ်ပုဂ္ဂိုလ်မဆိုသူကအမြဲတမ်းအစစ်တမ်းရှိနေတယ်တန်ဖိုးတွေမြင့်နေတယ်ဘယ်ခေတ်ဘယ်ကာလပဲရောက်ကိုယ့်ရဲ့တန်ဖိုးကိုယ့်ရဲ့နာမည်ဟာဘယ်တော့အခါမှအောက်ကိုရော့ချသွားမှာမဟုတ်ဘူးတဲ့ကိုယ်နာမည်တစ်လုံးကိုပြောလိုက်တာနဲ့ဘယ်သူဟေ့ဘယ်ဝါဟေ့ဘယ်သူနဲ့တွဲလုံးနေတယ်ဘယ်သူစီမှာအလုပ်လုပ်တယ်ဘယ်သူနဲ့ရှိနေတယ်လို့ပြောလိုက်တာနဲ့သူဆိုလို့ရှိရင်ယုံကြည်ရတယ်သူနဲ့လှုပ်လို့ရှိရင်ကောင်းတယ်သူပြောစကားတွေဟာယုံကြည်ရတယ်သူနဲ့ပေါင်းပြီးတော့လှုပ်ကြပါဆိုတဲ့ကိုယ့်ရဲ့ဂုဏ်သိက္ခာတစ်ခုကိုယ့်ရဲ့တန်ဖိုးတစ်ခုဟာအမြဲတမ်းစံနမူနာတစ်ခုအနေနဲ့ကိုဟာအိုင်တော်ဖြစ်ပြီးတော့လူတကာတွေရဲ့တန်ဖိုးထားစရာအားကြစရာအတူယူစရာပုဂ္ဂိုလ်အဖြစ်ကိုရောက်ရှိအောင်ပို့ဆောင်ပေးနိုင်တဲ့အရာသည်တီလတရားသာလေးဖြစ်တယ်ဆိုတာကိုသိရှင်းနားလည်ပြီးတော့ဒီတီလသည်ဘုရားတို့တော်ကောင်းတို့အတွက်အမြဲမပြတ်တန်ဖိုးထားရတဲ့ယရနာတစ်ခုသာလေးဖြစ်တယ်တဲ့နော်ဒီတီလတရားကိုဖောက်ဖြစ်လိုက်တာနဲ့တပြိုင်တည်းဘုရားတို့တော်ကောင်းတို့မှာလူတယောက်ဟာဘာမှကိုတန်ဖိုးဆိုတာရှင်းမနေတော့ဘူးအခုလိုမျိုးနိုင်ငံရေးတွေစီးပွားရေးတွေခက်ခဲနေတယ်ကြက်တဲနေတဲ့ကာလမှာတီလတရားတွေဟာလူတိုင်းဟာပြည့်ရွှင်နေကြတယ်ခက်ကာလနဲ့အတူတီလတရားတွေဟာအမျိုးမျိုးကိုချိုးဖောက်ပြီးတော့နေရှိစားရေးဝေါ်ရေးနေရေးထိုင်ရေးခြောင်တယ်ဖို့အဆင်ပြေဖို့အတွက်ကိုလူတိုင်းဟာရှင်သန်ဖို့အတွက်ကိုပဲစူးစမ်းပြီးတော့နေကြတယ်အဲ့လိုပတ်ဝန်းကျင်တစ်ခုမှာအဲ့လိုအနေထားတစ်ခုမှာဘုရားတို့တော်ကောင်းတို့ဟာအတတ်နိုင်ဆုံးကိုယ့်ရဲ့စိတ်ကိုထိမ့်သိမ်းပြီးတော့နော်မြင်တဲ့နေရာမှာဖြစ်စေကြားတဲ့နေရာမှာဖြစ်စေတွေးတဲ့နေရာမှာဖြစ်စေကိုယ့်ရဲ့စိတ်ကလေးကိုထိမ့်သိမ်းပြီးတော့အတတ်နိုင်ဆုံးစောက်စည်းပြီးတော့အောက်အီးပြီးတော့တိခန့်ပြီးတော့နေမယ်ဆိုလို့ရှိရင်ဘုရားတို့တော်ကောင်းတို့ဟာဘယ်ခေတ်ဘယ်ကာလမှာပဲရောက်ကိုယ့်ရဲ့စီးပွားရေးကလည်းကြာဆုံးသွားမှာမဟုတ်ဘူးကိုယ့်ရဲ့ဂုဏ်သတင်းဟာလည်းပဲညှိုးနှွမ်းသွားမှာမဟုတ်ဘူးအယောင်မိတ်သွားမှာမဟုတ်ဘူးကိုယ့်ရဲ့မိသားစုကလည်းပဲပြိုကွဲပျက်စီးသွားမှာမဟုတ်ဘူးတဲ့ဘာကနေပြီးတော့အဲ့လိုမျိုးဖြစ်အောင်ထိမ့်ပေးတာလဲဆိုရင်ဒီတီလတရားကပဲထိတ်ချောင်းပေးတာဖြစ်တယ်တီလတရားဒီလက်တွေ့လုပ်ငန်းမှာလက်တွေ့လူမှုရေးနယ်ပယ်မှာမိသားစုနယ်ပယ်မှာထိတ်ပေးထားသလိုဒီတီလတရားကိုစောင့်ထိတ်ထားတဲ့ပုဂ္ဂိုလ်ကိုလူတွေကလည်းပဲချစ်ခင်သလိုကိုယ့်ရဲ့ကိုယ်ဆောင်နဲ့အိမ်ဆောင်နဲ့လုပ်ငန်းမှာစောင့်ကြနေတဲ့နှက်မြတ်နှက်ကောင်းတွေကလည်းပဲသူတော်ကောင်းကိုနှက်ကောင်းမာတယ်ဆိုတဲ့အတိုင်းသူတို့ကနေပြီးတော့စောင့်မမှုကိုညားစွာကိုပေးစွမ်းနိုင်မှာဖြစ်တယ်တဲ့တီလပြည့်သွားတာနဲ့တပြိုင်တည်းဘုရားတို့မှာပြစ္ဆုတ်ဥစ္စာတွေလည်းပဲပြည့်သွားမှာဖြစ်တယ်လူမှုရေးတွေလည်းပဲပြည့်သွားမယ်ကိုယ့်ရဲ့ကြော်ဆုံးမှုတွေဂုဏ်သိက္ခာတွေကလည်းပဲအလိုနေရင်းနဲ့ပြည့်ရင်သွားမှာပဲဖြစ်တယ်အဲ့လိုပြည့်ရင်သွားတယ်ပြည့်ရင်သွားနေတဲ့ပုံကိုယ်တွေဘုရားတို့တော်ကောင်းတို့လူမှုရေးနယ်ပယ်မှာစီးပွားရေးနယ်ပယ်မှာအုပ်ချုပ်မှုနယ်ပယ်မှာအမျိုးမျိုးတတိထားပြီးတော့ဆင်ခြင်သုတ်တကြည့်မယ်ဆိုရင်ဘုရားတို့တော်ကောင်းတို့ရဲ့ပတ်ဝန်းကျင်မှာအများကြီးတွေ့ရမြင်ရကြားရမှာပဲဖြစ်တယ်တဲ့အဲ့ဒါနဲ့ဒီမှာပဲကြည့်ကိုယ့်ရဲ့ပတ်ဝန်းကျင်ဒီမှာပဲကြည့်ဒီပုဂ္ဂိုလ်တွေဟာဘာကြောင့်နာမည်ပြည့်နေတာလဲဘာကြောင့်နာမည်ဆိုးနဲ့နော်ကြော်ကြားနေတာလဲဆိုလို့ရှိရင်တီလရှိခြင်းမရှိခြင်းအပေါ်မှာမူတည်ပြီးတော့နာမည်ဆိုးနဲ့ကြော်ကြားနေတာပဲဖြစ်ပါတယ်တဲ့ဒါကြောင့်မလို့ဘုရားတို့တော်ကောင်းတို့အမြဲတမ်းလူဘဝမှာတန်ဖိုးထားเสียမျက်နှိုးเสียကောင်းတဲ့ယရနာသည်တီလသာလျင်ဖြစ်တယ်တီလသည်ပတ်စံတွေအများကြီးပေးရတာမဟုတ်ဘူးတီလသည်ကိုယ့်ရဲ့စိတ်နှလုံးကိုစောင့်စည်းခြင်းအောက်အီးခြင်းကိုယ့်ရဲ့သတိတရားနဲ့ကိုယ့်ရဲ့စီးပွားရေးဆိုရင်လည်းစီးပွားရေးကြက်ဝေါ်တွေကိုလိုက်နာကျက်သုံးခြင်းလူမှုရေးဆိုရင်လည်းလူမှုရေးကြက်ဝေါ်တွေကိုမဖောက်ဖြစ်အောင်အတန်နိုင်ဆုံးထိတ်သိမ်းထားနိုင်ခြင်းအားသာချစ်ပြတ်သားလေးတန်ဖိုးဟာအလိုနေရင်းနဲ့မြင်မာနေမှာဖြစ်တယ်နောက်တစ်ခုဘုရားတို့တော်ကောင်းတို့မျက်နှိုးစရာကောင်းတဲ့ယရနာဘာလဲဆိုလို့ရှိရင်ပညာယရနာသာလေးဖြစ်တယ်ပညာသည်အတန်းပညာဘွဲ့ဒီဂရီစာတီဖီကိတ်တွေကိုများစွာရရှိထားခြင်းကိုဆိုလိုခြင်းမဟုတ်ပါဘူးဘုရားတို့တော်ကောင်းတို့အကျိုးနဲ့အကြောင်းအဆိုးနဲ့အကောင်းလှုပ်သက်တာနဲ့မလှုပ်သက်တာခွဲခြားဝေဖန်ပိုင်းခြားနိုင်တဲ့အသိပညာကိုသာလျင်ပညာလို့ဆိုတယ်ဒီအသိပညာရှိတဲ့ပုဂ္ဂိုလ်တိုင်းဟာမိမိတို့လှုပ်တဲ့မိသားစုအရေးမှာဖြစ်စေစီးပွားရေးမှာဖြစ်စေဒီခေတ်ဒီကာလဒီအခြေအနေနဲ့လှုပ်သက်တာလားမလှုပ်သက်တာလားနော်ကောင်းကျိုးကိုဖြစ်ပေါ်စေတာလားဆိုးကျိုးကိုဖြစ်ပေါ်စေတာလားကိုယ့်အတွက်အကျိုးမြတ်ဖြစ်တာလားဆိုးကျိုးကိုအကျိုးကိုရုပ်သွားစေတာလားဆိုတာကိုဒီအသိဉာဏ်ပညာရှိတဲ့ကြီးမားတဲ့ပုဂ္ဂိုလ်တွေမှသာလေခွဲဝေပြီးတော့ဆောင်ရွက်နိုင်တယ်ထို့အပြင်ကိုလည်းပဲကောင်းမှုကုသိုလ်တစ်ခုကိုတို့တွေရဘလောက်ပဲကြက်တဲပရိစီဘလောက်ပဲခက်ခဲပရိစီဒီခက်ခဲအကြက်တဲတွေကိုကြော်လွှားအောင်မြင်ဖို့ရန်အတွက်
ကုသိုလ်ကံကောင်းဖို့အရေးကြီးတယ်ကံကောင်းနေတဲ့ပုဂ္ဂိုလ်တွေကဘယ်ခေတ်ဘယ်ကာလမှာပဲနေရအမြဲတမ်းဆိုသလိုကံကောင်းနေတတ်သလိုနော်အကျိုးဖြစ်ထွန်းနေတတ်သလိုဒီကံကောင်းဖို့ကံကောင်းခြင်းလက်ဆောင်တွေကိုဘယ်သူကတည်ဆောင်ပေးလာမှာလဲဆိုလို့ရှိရင်တကုရှင်တွေကဖန်တီးပေးလာမှာတည်ဆောင်ပေးလာမှာမဟုတ်ဘူးမိမိတို့ပြုလုပ်လိုက်တဲ့ဒီကနေ့ပြုလုပ်လိုက်တဲ့သူတော်ကောင်းတို့ရဲ့ကောင်းမှုကုသိုလ်ကတာတွေဖန်တီးပေးနိုင်တယ်လို့ဘုရားတို့ကောင်းကျိုးနဲ့ဆိုးကျိုးကိုခွဲခြားဝေဖန်နိုင်တဲ့အသိပညာတွေကိုရှိရမှာဖြစ်ပါတယ်ဒီအသိပညာရှိခြင်းဒီဘုရားတို့သူတော်ကောင်းတို့ရဲ့မျက်နှိုးပွေရာကောင်းတဲ့ယရဏတစ်ခုသာလျှင်ဖြစ်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရှင်လက်ထက်တော်အခါတို့ကဇန်လန်းတိုလေးတစ်ခုနဲ့တရားနိဂုံးချောရမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားရှင်လက်ထက်တော်အခါတို့ကအင်မတန်မှဩဇာတိတ်ကမကြီးမားတဲ့ပစ္စည်းဥစ္စာလည်းပေါ်အမျိုးအစားလည်းပဲမြင့်နော်ဩဇာတိတ်ကမလည်းကြီးမားတဲ့သောဏဒါနပုံနာဆိုတာရှိပါတယ်အဲ့သောဏဒါနပုံနာသည်အင်္ဂတိုင်းမှာရှိတဲ့စံပါဆိုတဲ့မြို့လေးတစ်မြို့မှာဒီစံပါမြို့ကိုအပိုင်စားရပြီးတော့အခေါ်ဘန္တာတွေနော်အကောက်ခေါ်တွေများစွာရပြီးတော့နေထိုင်တဲ့ပုဂ္ဂိုလ်တူဖြစ်တယ်ဒီသောဏဒါနပုံနာသည်ဗေဒင်သုံးပုဂ္ဂိုလ်လည်းပဲအလောရအောင်တမ်းမြောက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အမျိုးဆက် ကလည်းမြင့်မြတ်တဲ့ဥပရိလို့ခေါ်တဲ့ရုပ်အင်္ဂါလည်းပဲအင်မတန်မှကိုချောမောတဲ့ပုံနာတစ်ယောက်ဖြစ်တယ်ဒါအပြင်ကိုလည်းပဲသူအသက်မတတ်ခြင်းသူဥစ္စာမခိုးခြင်းဆိုတဲ့တိလတရားနဲ့လည်းပဲပြည့်စုံတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်နောက်တစ်ခုကအကောင်းအဆိုးအမှားနဲ့အမှန်ကိုခွဲခြားဝေဖန်နိုင်တဲ့အသိပညာရှိတဲ့ပုဂ္ဂိုလ်တူလည်းဖြစ်တယ်အဲ့လိုအရေးချင်းနေနဲ့ပြည့်စုံနေတဲ့ဒီစံပါမျိုးကိုအပိုင်စားရထားတဲ့သောဏဒါနပုံနာကြီးကိုမြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးကဒီစံပါမျိုးကိုဒေသစာကြီးအလယ်ပတ်တရားဟောဖို့ကြွရင်းနဲ့တွေ့ဆုံကြတဲ့အခါမှာမြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးကနေပြီးတော့သောဏဒါနပုံနာကိုမေးတယ်မေးခွန်း၅ခုနဲ့မေးတယ်အဲ့မေးခွန်းတွေကဘာတွေလဲဆိုလို့ရှိရင်သောဏဒါနပုံနာတဲ့လောကမှာအမြင့်မြတ်ဆုံးသောပုဂ္ဂိုလ်ဒီနေ့ပြောမယ်ဆိုလို့ရှိရင်အဲ့ကာလတို့ကမြင့်မြတ်တဲ့ပုဂ္ဂိုလ်ကိုဗျမနလို့ခေါ်တယ်။ဘာပုဂ္ဂိုလ်လို့ခေါ်တာလဲဗျမနလို့ခေါ်တယ်။ဗျမနဆိုတာကဗျမာကြီးတွေရှစ်ကာလတို့ကလူအများစုဟာဗျမာကြီးတွေကိုကိုးကွယ်ကြတယ်။လူတွေကိုဗျမာတွေကဖန်ဆင်းကြတယ်လို့ဗုဒ္ဓဘာသာကိုမကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေအများစုဟာဘာသာခြားအများစုဟာယူဆကြတာဖြစ်တဲ့အတွက်ကြောင့်သူတို့ဟာဗျမနလို့ယူဆကြတယ်ဗျမနမျိုးနွယ်ဝင်တွေဗျမနနွယ်ဝင်တွေလို့ယူဆကြတယ်အဲ့တော့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ကိုဗျမနလို့ခေါ်တယ်အဲ့တော့မြင့်မြတ်တဲ့ပုဂ္ဂိုလ်အဖြစ်ဗျမနပုဂ္ဂိုလ်အဖြစ်ကိုနော်ခံယူကြတာလေဘယ်လိုအည်သွေးတွေဘယ်လို quality တွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုဗျမနလို့ခံယူကြတာလေဆိုပြီးတော့သောဏဒါနပုံနာကိုမြတ်စွာဘုရားရှင်ကမေးတယ်အဲ့လိုမေးတဲ့အခါမှာသောဏဒါနပုံနာကအချက်၅ချက်နဲ့ပြောဆိုတယ်အဲ့အချက်၅ချက်ကဘာတွေလဲဆိုလို့ရှိရင်အရှင်ဘုရားတဲ့ဒီဘုရားတို့ပုံနာမျိုးနွယ်စုမှာတော့မြတ်မြတ်တဲ့ပုဂ္ဂိုလ်ဒီနေ့ပြောမယ်ဆိုလို့ရှိရင်ဗျမနပုဂ္ဂိုလ်လို့ခံယူထားတဲ့ပုဂ္ဂိုလ်ဟာဂုဏ်အရည်သွေး၅မျိုးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ရမှာဖြစ်တယ်တဲ့အဲ့လိုဂုဏ်အရည်သွေး၅မျိုးအရည်ချင်း၅မျိုးဟာဘာတွေလဲဆိုလို့ရှိရင်နံပါတ်1ကိုမြင့်မြတ်တယ်ပုံနာမျိုးနွယ်ဖြစ်တယ်ဗျမနမျိုးနွယ်လို့ခံယူထားတယ်ဆိုလို့ရှိရင်နံပါတ်1ကတဲ့အမျိုးကုန်ဇာတိကုန်မြင့်မားတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အမျိုးဆက်မြင့်မားတဲ့ပုဂ္ဂိုလ်လို့ဆိုလိုတယ်သူတို့ကာလတော့ကအမျိုးဆက်မြင့်မားတဲ့ပုဂ္ဂိုလ်ဆိုတာကဘယ်လိုမျိုးနွယ်စုကနေပြီးတော့ပေါက်ဖွာလာတာကိုဆိုလိုတာလဲဆိုလို့ရှိရင်ဘယင်မျိုးနွယ်ကမင်းနွယ်ကမွေးဖွာလာတဲ့သားတွေသမီးတွေဖြစ်ရမယ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ပညာအရန်တတ်တဲ့နော်ပုံနာမျိုးပညာတတ်အတိုင်းဝိုင်းကနေပြီးတော့မွေးဖွားလာတဲ့ပုဂ္ဂိုလ်တွေဖြစ်ရမယ်နောက်တစ်ခုချမ်းသာတဲ့ပုဂ္ဂိုလ်တွေတထေးတွေဆွေစဉ်မျိုးဆက်ဆွေခနဲ့ဆက်မျိုးခနဲ့ဆက်ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေကနေပြီးတော့မွေးဖွားလာတဲ့ပုဂ္ဂိုလ်တွေဖြစ်ရမယ်ငယ်တော့ကဆင်းရဲပြီးတော့စူးစမ်းလို့ချမ်းသာသွားတဲ့ပုဂ္ဂိုလ်တွေကိုမဆိုလိုဘူးအရင်ကတည်းကဆွေခနဲ့ဆက်မျိုးခနဲ့ဆက်တို့ရဲ့မျိုးရိုးကိုကချမ်းသာတဲ့ပုဂ္ဂိုလ်ကို
နော်ဆိုလိုခြင်းဖြစ်ပါတယ်အဲ့တော့အဲ့လိုပုဂ္ဂိုလ်တွေကိုအမျိုးဆက်မြန်မာတဲ့ပုဂ္ဂိုလ်လို့သူတို့ကခံယူတယ်အဲ့တော့နံပါတ်1ပုံနာလို့အမိခံထားတဲ့ပုဂ္ဂိုလ်တွေဗြဟ္မဏလို့အယူခံထားတဲ့ပုဂ္ဂိုလ်တွေဟာတဲ့အမျိုးဆက်မြန်မာတဲ့ပုဂ္ဂိုလ်တွေဖြစ်ရမယ်တဲ့နံပါတ်2ကကြတော့ကိုအမျိုးဆက်မြန်မာကိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်လို့ခံယူထားတယ်ဆိုလို့ရှိရင်တဲ့နံပါတ်2ပြည့်စုံရမယ်အင်္ဂါရကပစ္စည်းဥစ္စာလည်းပဲပေါ်များရမယ်ပတ်စံရှိရမယ်ပေါ့နော်လုပ်ငန်းတွေအများကြီးပိုင်ဆိုင်ရမယ်အဲ့ဒါဆိုလို့ရှိရင်အမျိုးဆက်မြင့်မားရမယ်လို့ပြောထားတာဖြစ်ပါတယ်နံပါတ်3ကကြတော့ရုပ်စင်းအင်္ဂါပြည့်စုံရမယ်နော်အယုတ်ဆိုးတဲ့ပုဂ္ဂိုလ်တွေမဖြစ်ရဘူးချောချောမောမောလာလာပပနဲ့ကိုယ်အင်္ဂါခြေလက်အားလုံးပြည့်စုံနေတဲ့ပုဂ္ဂိုလ်မျိုးလည်းဖြစ်ရမယ်အဲ့လိုပုဂ္ဂိုလ်ဆိုလို့ရှိရင်လည်းပဲတဲ့နော်မြင့်မြတ်တဲ့ပုဂ္ဂိုလ်လို့ဆိုလို့ရတယ်နံပါတ်4အရေးသွေးတစ်ခုကဘာလဲဆိုလို့ရှိရင်ကိုจิตတီလာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်နံပါတ်5အရေးသွေးတစ်ခုကတော့အကောင်းအဆိုးအကြောင်းကျိုးကိုခွဲခြားဝေဖန်နိုင်တဲ့ပညာဉာဏ်မျိုးလည်းပဲရှိရမယ်တဲ့နော်အဲ့လိုအရေးသွေးတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကိုမှတ်သားလေဗြဟ္မဏမျိုးဆက်မျိုးနွယ်မြင့်မြတ်တဲ့မျိုးနွယ်လို့ခံယူတာဖြစ်တယ်တဲ့တမ္မရမှာဖြစ်တယ်တဲ့အဲ့ဒါဆိုလို့ရှိရင်မြတ်စွာဘုရားရှင်ကပြောတယ်ဒါဆိုလို့ရှိရင်တဲ့ဒီ5မျိုးထဲမှာအယုတ်ချောတာကိုဖယ်ပြီးတော့တဲ့အမျိုးဆက်မြင့်မားတာရဲ့ဗေဒင်3ပုဂ္ဂိုလ်တတ်တယ်ဆိုတဲ့နော်အတတ်ပညာတစ်ခုကိုတတ်ထားတဲ့ပုဂ္ဂိုလ်ဖြစ်တာရဲ့ကိုจิตသီလကိုခိုင်မြဲအောင်စောင့်တည်ထားတဲ့ပုဂ္ဂိုလ်ရဲ့နောက်တစ်ခါအတိဉာဏ်ပညာကြီးမားတဲ့ပုဂ္ဂိုလ်ရဲ့ဒီအရေးချင်း4မျိုးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုရောဗြဟ္မဏလို့သတ်မှတ်မယ်ဆိုလို့ရှိရင်မြင့်မြတ်တဲ့ပုဂ္ဂိုလ်လို့ပြောမယ်ဆိုလို့ရှိရင်ပြောလို့မရဘူးလားဆိုတော့ပြောလို့ရပါတယ်တဲ့ဒီအရေးချင်း4မျိုးနဲ့လည်းပဲပြောလို့ရတယ်အဲ့ဒါဆိုလို့ရှိရင်မြတ်စွာဘုရားရှင်ကနောက်တစ်မျိုးထပ်လျှော့လိုက်တယ်အမျိုးဆက်မြတ်မားတာကိုဖယ်ရှားပြီးတော့တဲ့နော်ဗေဒင်3ပုဂ္ဂိုလ်လည်းတက်ရမယ်ကိုจิตသီလလည်းရှိရမယ်အတိဉာဏ်ပညာနဲ့လည်းပြည့်စုံရမယ်ဒီအရေးချင်း3မျိုးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုရောမြင့်မြတ်တဲ့ဗြဟ္မဏမျိုးနွယ်ဝင်ပုံနာမျိုးနွယ်ဝင်ပုဂ္ဂိုလ်လို့ပြောလို့မရဘူးလားတဲ့အဲ့လိုမေးလိုက်တဲ့အခါကျတော့သောဏနာဒပုံနာအရှင်ဘုရားတဲ့အဲ့လိုဆိုလို့ရှိရင်လည်းပဲဒီ3မျိုးနဲ့လည်းပဲပြောလို့တတ်မှတ်လို့ရပါတယ်တဲ့အဲ့ဒါဆိုလို့ရှိရင်နောက်တစ်မျိုးကိုထပ်ပြီးတော့ဖြုတ်လိုက်မယ်တဲ့နော်ဒီဗေဒင်3ပုံတတ်တာကိုဖယ်ပြီးတော့အမျိုးဆက်မြင့်မားတာကိုလည်းဖယ်ပြီးတော့အယုတ်ချောတာကိုလည်းပဲဖယ်ပြီးတော့တဲ့တီလတရားပညာတရားနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုပဲနော်အမျိုးဆက်မြင့်မားနော်မြင့်မြတ်သောပုဂ္ဂိုလ်တကယ်ပုံနာမျိုးနွယ်ဝင်ဗြဟ္မဏမျိုးနွယ်ဝင်ပုဂ္ဂိုလ်လို့ပြောမယ်ဆိုလို့ရှိရင်ပြောလို့မရဘူးလားတဲ့ပြောလို့ရပါတယ်တဲ့တတ်မှတ်မယ်ဆိုလို့ရှိရင်တတ်မှတ်နိုင်ပါတယ်အရှင်ဘုရားတဲ့အဲ့ဒါဆိုလို့ရှိရင်နောက်ဆုံးတစ်ခုငါမေးမယ်တဲ့တီလတရားကိုဖယ်ပြီးတော့ပညာတရားတစ်ခုတည်းနဲ့ဒီပုဂ္ဂိုလ်ဟာမြင့်မြတ်တဲ့ပုဂ္ဂိုလ်နော်ပုံနာမျိုးနွယ်ဝင်ပုဂ္ဂိုလ်ဗြဟ္မဏမျိုးနွယ်ဝင်ပုဂ္ဂိုလ်ပြောမယ်ဆိုလို့ရှိရင်ပြောလို့ရပါမလားတဲ့အဲ့ဒါဆိုလို့ရှိရင်တော့ပြောလို့မရတော့ဘူးအရှင်ဘုရားတဲ့ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကိုจิตသီလမှာမပြည့်စုံဘူးဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်တရားကိုမြင့်မြတ်သောပုဂ္ဂိုလ်တန်ဖိုးရှိတဲ့ပုဂ္ဂိုလ်သိက္ခာရှိတဲ့ပုဂ္ဂိုလ်ဂုဏ်တရားရှိတဲ့လူကြီးလူကောင်းအနေနဲ့ဘယ်လိုမှကိုတတ်မှတ်လို့မရတဲ့အတွက်ကြောင့်တဲ့သူ့ကိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့လို့ပြောလို့ဆိုလို့တတ်မှတ်လို့မရတော့ဘူးတဲ့နောက်ဆုံးအနေနဲ့သီလနဲ့ပညာဒီနှစ်ပါးကိုတော့ဘယ်နည်းနဲ့မှကိုဖယ်ရှားလို့မရဘူးတဲ့ဒီအရေးချင်းကောင်းလေးနှစ်ခုကိုဖယ်ရှားလိုက်မယ်ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်တူဟာမြင့်မြတ်တဲ့ပုဂ္ဂိုလ်လို့ပြောလို့မရတော့ဘူးတဲ့ပတ်စံတွေဘယ်လောက်ပဲရှိနော်အယုတ်တွေဘယ်လောက်ပဲချောနော်စီးပွားရေးဆိုလို့ရှိရင်လည်းစီးပွားရေးနယ်ပယ်မှာဘာမှစောင့်စည်းမှုမရှိဘူးစီးပွားရေးအသက်မရှိဘူးလူမှုရေးနယ်ပယ်မှာဆိုလို့ရှိရင်လည်းပြောချင်တယ်လို့ပြောတယ်လှုပ်ချင်တယ်လို့လှုပ်တယ်မိသားစုအရေးမှာဆိုလို့ရှိရင်လည်းဘာမှကိုဂရုစိုက်မနေဘူးကိုထင်တိုင်းကျင်းနေတဲ့ပုဂ္ဂိုလ်တယောက်ပတ်စံရှိနေတဲ့ပုဂ္ဂိုလ်တယောက်အယုတ်ချောနေတဲ့ပုဂ္ဂိုလ်တယောက်မျိုးရိုးမျိုးနယ်ကနေပြီးတော့ဆက်သက်လာတဲ့အခါမှာအမျိုးမြတ်နေတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်တော်လဲပဲဖြစ်냐တော်လဲပဲတဲ့ဒီပုဂ္ဂိုလ်ဒီပြစ္ဆုတ်ပံဘဝမှာဒ
ဒီခက်နော်ဒီအခြေအနေတစ်ခုမှာဒီပုဂ္ဂိုလ်ကလူကောင်းတစ်ယောက်လူတော်တစ်ယောက်နော်တန်ဖိုးရှိတဲ့လူတစ်ယောက်လို့ပါဝေါ်ကျင်ကလည်းပဲတတ်မှတ်မှာမဟုတ်ဘူးတဲ့နော်လောကကြီးကလည်းတတ်မှတ်မှာမဟုတ်ဘူးယဟန်ပညာရှိလူပညာရှိတွေကလည်းပဲတတ်မှတ်ကြမှာမဟုတ်ဘူးတဲ့နော်အဲ့လိုပြောလိုက်တဲ့အခါမှာမြတ်စွာဘုရားရှင်ကသာဓုခေါ်တယ်ဒါကြောင့်မလို့ဘုရားတို့တော်ကောင်းတို့အနေနဲ့လည်းပဲလောကမှာမျက်နှိုးစရာကောင်းဆုံးယရနာဆိုတာကတခြားမဟုတ်ဘူးတဲ့ဘုရားတို့တော်ကောင်းတို့ယနေ့စောင့်တည်လိုက်တဲ့တီလယရနာရဲ့နော်အကျိုးအကြောင်းအမှားနဲ့အမှန်ကိုနေပယ်အသီးသီးမှာခွဲခြားဝေဖန်နိုင်တဲ့အတိဉာဏ်ပညာရဲ့အတိဉာဏ်ပညာနဲ့အတတ်ပညာနှစ်ခုဟာတူညီမှုမရှိဘူးအတတ်ပညာဆိုတာကဘွဲတွေအများကြီးယူထားတာစာတိပိကိတ်တွေအများကြီးပန်ဆိုင်ထားတာကိုပြောတယ်အတိဉာဏ်ပညာကြတော့ဒီရရှိထားတဲ့အခြေအနေတစ်ခုပေါ်မှာကိုသိထားတဲ့အသည့်အပေါ်မှာအမှားနဲ့အမှန်အဆိုးနဲ့အကောင်းနော်အကျိုးနဲ့အကြောင်းကိုလှုပ်သက်တာနဲ့မလှုပ်သက်တာကိုခွဲခြားစီစစ်ဝေဖန်နိုင်တယ်ကိုမသိဘူးဆိုလို့ရှိရင်လည်းကိုယ့်ထဲအတွေ့အကြုံများတဲ့ experience ရတဲ့ပုဂ္ဂိုလ်တွေစီမှာသွားပြီးတော့မေးမြန်းတယ်အကြံဉာဏ်ယူတယ်အကြံဉာဏ်တောင်းတယ်ထိုပုဂ္ဂိုလ်တို့ရဲ့အကြံဉာဏ်နဲ့လောက်ကင်ဆောင်ရွက်တယ်ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာစီးပွားရေးလောကမှာလည်းအောင်မြင်တယ်ဘာသာရေးလောကမှာလည်းပဲအောင်မြင်နဲ့ဆောင်ရွက်နိုင်မှာဖြစ်တယ်တဲ့။နယ်ပယ်အသီးသီးမှာအောင်မြင်မှုအသီးသီးကိုလိုလားတဲ့ပုဂ္ဂိုလ်ထူးတွေယရနာထိုက်တဲ့လူသားတိုင်းဟာဒီသီလနဲ့ဉာဏ်ပညာကိုနော်သီလကိုညာလဲနဲ့ကင်ထားတယ်ဆိုလို့ရှိရင်အတိဉာဏ်ပညာကိုဘယ်လဲနဲ့ကင်ထားပြီးတော့သီလတရားတွေကိုစောင့်စည်းနိုင်အောင်လည်းပဲဉာဏ်ပညာနဲ့အတိဉာဏ်ပညာနဲ့ထိန်းကျောင်းပြီးတော့နေရမယ်။နောက်တစ်ခါပညာတရားတွေတိုးပွားလာအောင်လည်းပဲသီလတရားနဲ့ထိန်းကျောင်းပြီးတော့အပြန်အလှန်ထိန်းကျောင်းပြီးတော့နေမယ်ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာဉာဏ်နိုးစရာကောင်းသောယရနာကိုပိုင်ဆိုင်ထားတဲ့ပုဂ္ဂိုလ်ပဲဘယ်လောက်ပဲတန်ဖိုးကြီးတဲ့ယရနာတွေမဝတ်ထားတော့လည်းပဲဘယ်လောက်ပဲနွမ်းနွမ်းစုပ်စုပ်အဝတ်စားတွေဝတ်စားထားတော့လည်းပဲဒီသီလနဲ့ပညာနှစ်ခုကိုပိုင်ဆိုင်ထားတယ်ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာတန်ဖိုးတွေကြီးပြီးတော့တန်ဖိုးတွေမြင့်နေသောတန်ဖိုးကြီးတဲ့လူယရနာအစစ်ကိုရောက်ရှိနိုင်မှာဖြစ်တယ်တဲ့ဒါကြောင့်မလို့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကသီလဝါပါဏပညာဝါပါဏဥတ္တမောတဲ့သီလနဲ့ပညာကိုပိုင်ဆိုင်ထားတဲ့ပုဂ္ဂိုလ်နှစ်ဦးဟာတကယ်ကိုမော်မြတ်တဲ့လူပုဂ္ဂိုလ်ထူပုဂ္ဂိုလ်မြတ်တွေယရနာထိုက်တဲ့ပုဂ္ဂိုလ်တွေအဖြစ်ကိုရောက်ရှိသွားနိုင်တယ်ဆိုတာကိုသိရှိနားလည်ပြီးတော့အပမဒေနတမ္ပါဒေထအပမဒေနမမိတ်မလျော်သောတတိတရားဖြင့်တမ္ပါဒေထမိမိတို့ရဲ့နေ့စဉ်ဘဝမှာကိုကျက်သီလနဲ့ပဲဤဆုံးအောင်စောင့်ထိန်နိုင်ခြင်းအဖြစ်အတိဉာဏ်ပညာနဲ့လည်းပဲတိုးပွားအောင်ဆောင်ရွက်နေခြင်းအဖြစ်ဘုရားတို့သူတော်ကောင်းတို့ရဲ့နေ့စဉ်ဘဝမှာလောကီအကျိုးစီးပွားလောကုတ္တရာတရားထုတရားမြတ်တို့ကိုလွယ်ကူစွာသိမြင်နိုင်သောပုဂ္ဂိုလ်ထူပုဂ္ဂိုလ်မြတ်တွေအဖြစ်ကိုရရှိပိုင်ဆိုင်နိုင်သောပုဂ္ဂိုလ်တွေဖြစ်ကြပါစေကုန်သတည်း